အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Horror By Ray Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီသလန်းကတော့ကျွန်တော်ရဲ့ဆိုးဝါးတဲ့ဘဝဇာတ်ကြောင်းပါကျွန်တော်အဖေနဲ့အမေရဲ့အိမ်တော်ကြီးကနေတိုင်းလိုပြဿနာတက်စကားများနေတယ်သူတို့ရဲ့အဓိကပြဿနာကတော့အမေကအရန်ကိုရစ်တယ်အဖေကမိသားစုပေါ်အချိန်မပေးလို့ဒီပြဿနာတွေကအမြဲတက်တယ်အဖေကပြဿနာတွေတက်တိုင်းမြေရောက်ခန်းထဲကိုဆင်းသွားတယ်မြေရောက်ခန်းတကားကိုပတ်တာသုံးခုနဲ့ပိတ်ထားတယ်အဲ့တော့ကိုအဖေကအမြဲသိနေတနေ့တော့အဖေကအဲ့တော့ကိုအိမ်မှာမေ့နေခဲ့တယ်အမေကလည်းအောက်ထပ်မှာဘာတွေရှိလဲလို့စူးစမ်းဖို့ဆင်းသွားခဲ့တယ်နောက်တော့ကျွန်တော်လည်းကြောင်းနောက်ကျနေတာနဲ့ကျောင်းကိုသွားခဲ့တယ်ညနေကျောင်းကပြန်လာတော့အခန်းထောင်တဲ့နေရာမှာအဖေကငုံနေတယ်ငါသားမင်းမေကရှားတစ်ယောက်နဲ့လိုက်သွားပြီလို့ငိုရိုးကပြောနေတယ်ကျွန်တော်လည်းအဖေရှိတော့ငုံမိအောင်ကြိုးစားနေတယ်အခန်းထဲရောက်တော့ကလေးတစ်ယောက်ကိုကျွန်တော်ငိုခဲ့ပါတယ်လာရီအနေငယ်တော့ကြာတော့ကျွန်တော်အဖေနဲ့ကျွန်တော်လည်းအမေမရှိတဲ့ဘဝကြီးနဲ့နေသားကြလာခဲ့တယ်အဖေကတော့ထုံးစံတိုင်းကျွန်တော်တော့မနှက်စာလုပ်ပြီးတော့သူ့မိရောက်ခန်းထဲကိုထပ်ဆင်းသွားပါတယ်ကျွန်တော်မနှက်စာကအမြဲလိုတယောက်တည်းစားရတာများပါလေကျွန်တော်အဖေရဲ့အလုပ်တွေကအရန်ကိုပင်ပန်းနေထင်တယ်သူမိရောက်ခန်းကနေတက်လာတိုင်းသူ့မျက်နှာကအရန်ကိုပင်ပန်းနေတဲ့ပုံပေါ်တယ်ညတညတော့ကျွန်တော်အိတ်နေတော့အဖေရဲ့မြေအောက်ထက်ကနေလူတစ်ယောက်ရဲ့ညီးတယ်ငိုးတန်းကိုကြားခဲ့ရတယ်နောက်တနေ့မနေ့ကျအဖေကိုဒီအကြောင်းကြီးခဲ့တယ်အဖေညကမြေအောက်ထက်ကအတန်ကြီးကြားရတယ်ဆိုတော့ငါသားဟောတာမူပြီးကြည့်တာလျှော့ပါတဲ့ဆိုပြီးတခြားအကြောင်းအရာကိုစကားလွှဲသွားတယ်ပြီးတော့အားမနေသည်နဲ့တဲ့အစားကိုများများစားပါဆိုပြီးကျွန်တော်ကိုအသားတွေကျွေးခဲ့တယ်ကန်းကိုပြန်ရောက်တော့ TV channel တစ်ခုမှာကျွန်တော်တို့မျိုးကလူ40လောက်ဘာသတင်းစားနာမှမရဘူးပျောက်ဆုံးနေတဲ့ကြောင်း TV မှာပါလာခဲ့တယ်အဲ့နာမည်ရဲ့10ခုမြောက်လောက်ကကျွန်တော်မိရဲ့နာမည်ဖြစ်နေခဲ့တယ်ဘာလို့အခုမှ TV ကနေကြီးညာနေရတာလဲလို့ကျွန်တော်တွေးနေခဲ့တယ်ဒီသတင်းကိုဘယ်သူပေးတာလဲအဖေပြောတာတော့အမေကတခြားတစ်ယောက်နဲ့လိုက်ပြေးသွားပြီလို့တော့ပြောတယ်ဒီအကြောင်းအဖေကိုသွားပြောပြခြင်းပဲသူစိတ်တက်တည်ကြနေမှာဆိုလို့ TV channel ပြောင်းလိုက်ပါတယ်ခဏကြာအဖေကအခန်းထဲကိုဝင်လာတယ်သူ့လှုပ်သွားတော့မယ်ဆိုပြီးလာနှောက်ဆက်ခဲ့တယ်အခုကမိသားစုကြောင်းပိတ်ရက်ဆိုတော့ကျွန်တော်လည်းကျွန်တော်ရှစ်ဆုံးတကယ်ချင်းအောင်ကိုခေါ်လာခဲ့တယ်သူနဲ့အတူပီတူကင်းကိုစောင့်နေတဲ့ချိန်အဖေရဲ့မြေရောက်ခန်းကနေဟိုတနေ့ကလိုအတန်ကြီးထက်ကြရပြန်တယ်တယောက်ကညီးတွန်းကိုကျွနေတဲ့အတန်အောင်ကမေးတယ်အဲ့ဒါဘာတန်ကြီးလဲတဲ့သူကဆက်စုပြီးအောက်ကိုဆင်းကြည့်ကျင်တယ်တဲ့ကျွန်တော်လည်းအဲ့ဒါတော့မရဘူးငါအဖေကအဲ့မြေရောက်ခန်းကိုဆင်းကြည့်ကျင်တယ်လို့ပြောရင်အရန်ကိုစိတ်ဆိုးတယ်ဒါတော့မလုပ်ပါနဲ့လို့တောင်းပန်ပြီးအိမ်ပြန်လှုပ်ခဲ့တယ်ခဏကြာမီးဖို့ကြောင်တွေကပုံနှံတစ်ခုရလို့ကစ်ချင်ထဲကိုအကောင်တကောင်များတည်နေတာဆိုပြီးစစ်ဆေးမဲ့အလုပ်မြေရောက်ခန်းတကားကတယောက်ဖွင့်ထားတယ်တင်တယ်အနှဲငယ်လေးတကားကဟနေတယ်အပုံနှံကအောက်ထပ်မြေရောက်ခန်းကနေလာနေတာကျွန်တော်လည်းဆက်စုကျင်လာတယ်ဒါပေမဲ့ကြောက်တာနဲ့တကားကိုပြန်စီထားခဲ့တယ်နောက်တော့အောင်ကိုခေါ်ပြီးနှစ်ယောက်အတူဆင်းကြည့်ခဲ့တယ်အောက်ထပ်မှာကအကောင်တကောင်များတည်နေတာမသိပါဘူးအပုံနှံကြီးကလှိုင်လို့အသက်ရှူရအောင်ခတ်တယ်မြေရောက်တော့ကျွန်တော်မီးကလော့ကိုဖွင့်လိုက်ချင်အောင်ကတခုကိုကြောင်ကြည့်နေတယ်သူဘာကိုကြည့်နေလဲဆိုတော့တန်ကြိတ်တွေမှာရှိတ်ထားတယ်လူနှလုံးတွေရဲ့တစ်ဖက်မှာကလူသေးအလောင်းရှို့ကိုတွေ့ခဲ့ရတယ်ကျွန်တော်ရင်တွေခုန်လာခဲ့တယ်ဒီတက်ဖို့ဆိုတာကတန်ကောင်ရင်ထဲမှာထည့်ပေးထားတဲ့အကောင်ကြီးပဲအဲ့အကောင်ကြီးကိုတွေ့ရတော့ကျွန်တော်အသက်ပါမရှူနိုင်တော့ဘူးသူ့ပုံစံကိုဘယ်လိုရှင်းပြရမလဲမျက်နှာရဲလို့မရှိဘူးဗလက်တွေကတကိုယ်လုံးမှအပြည့်အဲ့အကောင်ကြီးကပြောနေတာကစားစရာပေးပါတဲ့နောက်တော့တန်တိုင်းတွေကိုလက်သေးနဲ့ကုပ်နေတယ်ကျွန်တော်လည်းအောင်လဲဘာမှစဉ်းစားမနေတော့ပဲအပေါ်ကိုပြန်တက်ပြေးလာခဲ့တယ်အပေါ်ရောက်တော့တကားကိုတော့ပြန်ပိတ်ခဲ့တယ်ကျွန်တော်စဉ်းစားမိတာကဒါဆို TV မှာကြီးညာတဲ့သတင်းအမေနဲ့နောက်ထပ်လူတွေပြောင်းနေတယ်ဆိုတာတကယ်ပေါ့အောင်ကပြောတယ်ဒါဆိုမင်းဖေကလူတွေကိုတတ်ပြီးဒီအကောင်ကြီးကိုကျွေးနေတာများလားတဲ့အောင်ကကျွန်တော်ဖေရဲ့လောက်ရက်ကို
သိသွားပြီအခုအချိန်တွေကကျွန်တော်အောင်ကိုဘာလုပ်တင်လဲတော်လန်လေးကတော့ဒီမှာတင်ပြီးပါပြီပရိသတ်တို့လည်းရမ်းဆက်စုရင်ဒီကောင်ကြီးကြွေးတာခံရပါမယ်ကျွန်တော်ရဲ့ horror story တွေကိုနှစ်သိမ့်ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးတော့ကြပါဦးဗျ